ကြီးအာမေဒိတ်တန်နဲ့အွန်လိုင်းမိတယ်အဲ့ဒီအချိန်မှာပဲမိဖို့ခန်းထဲကအတန်တွေထွက်လာတယ်ပိုးတွေခွက်တွေပြစ်ပေါက်တယ်အကန်တွေကွဲတယ်လူအများကြီးချက်ပြုတ်နေတယ်လို့စူညံပေါ်လို့ရိုက်သွားတယ်ဦးလေးကြီးလည်းအိပ်ပျော်နေတဲ့တင်ငယ်ချင်းနှစ်ယောက်ကိုအတင်းလုံလို့ပြီးတစ်ချောင်းပုံစံပြောပြတယ်သူတို့၃ယောက်မိဖို့ခန်းဘက်ကိုကြောက်ကြောက်နဲ့တွားကြည့်ကြတယ်ဓမိနဲ့ထိုးကြည့်လိုက်တော့ဘာလူမှမရှိကခန်းတွေအိုးတွေကလည်းနေရာမပြတ်ပုံတက်နေတဲ့အတိုင်းပဲရှိနေတယ်ဒါပေမဲ့နေသူထဲမှာတော့ပုတ်အဲအနံဆိုးကြီးတစ်ခုရနေတယ်သူတို့၃ယောက်ဓမ္မယုံတောက်မှပြတ်မနဲ့မိုးလင်းတဲ့အထိတုံတုံရင်ရင်နဲ့ထိုင်နေခဲ့ကြရတယ်မနဲ့၄နာရီအုံပေါင်းခုတ်တန်ကြားမှသူတို့အသက်ရှူချောင်တော့တယ်မိဖို့ကန်တဲ့ကိုဝင်မျက်နှာတစ်ထမင်းချက်ရင်ညကအကြောင်းကိုပြောကြတော့ဆရာတော်ကြွလာတယ်တကားတော့ညကမအိပ်ရဘူးမလားဆရာတော်ကမေးတော့သူတို့လည်းအဖြစ်မှန်ကိုရှောက်တင်ကြတယ်အဲ့ဒီတော့မှဆရာတော်ကတက်ပြင်းချရင်ဒီเจ้าဟောင်းရဲ့တမိုင်းကိုမိတ်နေဒီဓမ္မယုံကအရင်ဆရာတော်လက်ထက်ကလေးကနာမည်ကြီးกว่าအရင်ကပြိုပြက်လူနေပါဖြစ်နေတာည7နာရီမှာဒီဓမ္မယုံကို9ပတ်ပတ်ရင်နေရံပေါ်မှာအတုပချနေတဲ့ပုံရိပ်တွေကိုမြင်ရမယ်ဆိုတဲ့စကားတောင်ရှိတယ်အရင်တစ်ခါကကျွားတဲ့ကလူငယ်ကာလာသား6ယောက်လူစွမ်းကောင်းတွေပေါ့မယုံဘူးဆိုပြီးအရက်တွေတောက်အားသေးတွေစပြီးလာဆန်းကြတယ်ည10နာရီလောက်ကလေးကအတန်တွေကြားနေကြပြီမဲ့သူတို့ကလူများတော့မကြောက်ကြဘူးည12နာရီတိတိချိန်သူတို့6ယောက်ဓမ္မယုံကိုစပြီးတော့ပတ်ကြတယ်တစ်ပတ်နှစ်ပတ်သုံးပတ်လေတွေကျန်းလာတယ်ခွေးဥတန်တွေစူညံလာတယ်9ပတ်ပြီးကနီးမှာပဲအဖွဲတဲကတယောက်ကရုပ်ပြက်ရက်သွားတယ်သူ့ခန္ဓာကိုယ်ကတောင်ကနေဖြစ်သွားပြီးမျိုးလုံးတွေကရဲကနေဖြစ်သွားတယ်မင်းတို့ဘာသိကျင်တာလဲဘာမြင်ကျင်တာလဲအတန်ကအဲ့ဒီလူငယ်အတန်မဟုတ်တော့အကွဲကွဲအတန်ကြီးအပူခံထားရတဲ့သူကဓမ္မယုံနေရန်ကိုလက်ညှိုးထိုးပြတယ်ကြည့်လိုက်ဟိုမှာကြည့်လိုက်သူပြတဲ့နေရန်ပေါ်မှာအရေးမဲတွေကရုပ်ရှင်ပြတယ်လို့ပေါ်လာတယ်လူတန်းရှည်ကြီးကခေါင်းကိုက်ဆိုင်ချပြီးတော့လမ်းလျှောက်နေကြတယ်သူတို့ပခုံးပေါ်မှာထမ်းထားတာကအမဲရောင်အခေါင်းကြီးတစ်ခုအခေါင်းထဲကနေလက်မဲတွေထွက်လာဒီလူငယ်6ယောက်စီကိုလှမ်းခေါ်နေတယ်လို့မျိုးလူငယ်တွေသွေးပြက်ပြီးတော့ပြေးဖို့လုပ်တော့အပူခံထားရတဲ့ကောင်ကရှေ့ကပိတ်ရက်လိုက်တယ်မပြန်နဲ့မင်းတို့မပြန်ရဘူးငါတို့နဲ့လိုက်ခဲ့ကြကံကောင်းလို့ပေါ့ဆရာတော်ကအော်ဒန်နေချပြီးဆင်းလာလို့သာမြစ်တာဘိုးအမျှဝေပြီးတော့တောင်းပန်လိုက်မှအပူခံရတဲ့ကောင်လဲကြပြီးအားလုံးဖက်ပြေးနိုင်ခဲ့ကြတာနောက်ပိုင်းဆရာတော်ကအဲ့ဒီဓမ္မယုံကိုဖြိုချပြီးတော့အစ်စ်ပြန်ဆောက်လိုက်တာပဲဒါပေမဲ့ဆရာတော်ကစကားဆက်တယ်အဆောက်အဦသာပြောင်းသွားတာနေရာကဒီနေရာပဲလေပထိန်ခင်းလို့မုံနေထားရင်ညဘက်ဆိုမုံတွေကကျက်ပတ်ထားတာခဏခဏကြုံရတော့မယ်ကျွန်တော်တို့လည်းဆရာတော်ပြောပြတာကိုနားထောင်ရင်စက်သိန်းတွေထားလို့ပေါ့ဆေးရောက်တဲ့ဦးလေးကြီးတွေကတော့မနဲ့စားတော့ပြီးအောင်မစားနိုင်ဘူးပစ္စည်းတွေသိမ့်ပြီးချက်ချင်းပဲကျောင်းကနေထွက်သွားကြတော့တယ်ခုချိန်မှာတော့အဲ့ဒီဓမ္မယုံကိုပြုတ်ပြင်းမွမ်းမှန်ပြီးနေတိုင်းပထန်းရွက်တန်တွေနဲ့စီကားနေပါပြီဒါပေမဲ့တခါတလေညနေတကောင်းရန်တွေဆိုရင်တော့ဓမ္မယုံဟောင်းနေရာစီကနေခွေးဥတန်လို့လူအုပ်ကြီးရဲ့ရှိုက်ငုံနေတဲ့အတန်လို့အတန်တွေကိုလေအဝတ်မှကြားနေရတော့မှာပဲဗျာ